အားလုံးပဲမင်္ဂလာနေ့လေးတစ်နေ့ပါရှင်ဒီနေ့ကတော့ဆွေမင်းတနုဖြူရေးသားတဲ့မြန်ရစာတွတ်ပီရဲ့ရေရင်းပြတ်ထဲကတစီဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်ုပ်တို့ကြုံတိုင်းရွာဤရေရင်းပြတ်များရဲတွင်တစီများခိုအောင်နေထိုင်သည်ဟုအကြီးတော်လေးများတို့လူစုကပြောကြသည်အခန်း1ကျွန်ုပ်နှင့်ရေရင်းပြတ်ထဲကတစီတနေ့တနိုက်ကျွန်ုပ်တွတ်ပီနှင့်တပည့်ကျော်ပိုက်ကလေးတို့သည်အိမ်ရှိကုပြစ်တွင်ထိုင်ကဆက်သားချောက်တကိုက်ဖန်ရည်တကြိုက်ဖြင့်လောကစီစဉ်ခံနေကိုက်ကျွန်ုပ်နာမည်ကိုကြောကြောခေါ်ကရွာလန်းတလျှောက်ပြေးလာသူမှာအလိုဘသူပါလိမ့်ဆရာတော့ရှုလော့ရွာမြောက်ပိုင်းမှာကိုအောင်ထူးမဟုတ်တော့တော့ကိုအောင်ထူးကကျွန်ုပ်အနာရောက်တော့အမောစုနေရှာကြည့်ပြီးဆရာတော့ဟောဟဲဘိုက်ကလေးရေတစ်ခွက်ခတ်တိုက်ဆန်းဘိုက်ကလေးလည်းရေတစ်ခွက်ထားခတ်ပေး၏ကိုအောင်ထူးလည်းရေကိုတကုတ်ကုတ်တောက်ချပြီးမှအမောပြေရကရွာမြောက်ပိုင်းကဥညွတ်ချန်ထဲမှာရေတွင်ပြက်ကြီးဆင်းဆဲတာပထမဖိုးဆယ်ဆင်းသွားတယ်ဆရာတော့ဖိုးဆယ်ပြုတ်ကြရင်သူ့ညီကိုဆင်းဖို့အတွက်ဖိုးဆယ်ရဲ့ညီနောက်ထပ်ကန်ကောင်းဆင်းသွားတယ်ကန်ကောင်းလည်းတွင်းတစ်ဝက်လောက်ရောက်တော့ပြုတ်ကျသွားတယ်ဖိုးဆယ်နဲ့ကန်ကောင်းကိုဆယ်ဖို့အတွက်အငယ်ဆုံးညီဝင်းထိန်ဆင်းသွားတာရေမျက်နှာပြင်အရောက်မှာသူလည်းပြုတ်ကျပြီးတော့မူးလဲသွားတယ်အပေါ်ဝယ်ကျရည်သူများမှာဆက်မစင်းရတော့ကြောက်ရွံ့တော်လုံးကြချီတွင်းထဲမှာမကောင်းဆိုးဝါးရှိပုံရတယ်တွင်းထဲမှာတစေကြီးရှိတယ်ဟဲ့ညဘက်ဆိုအတန်တွေကြားရတယ်အဆောင်လဲတဲ့အနေနဲ့ဂုံချိုးတက်ပစ်တာဖြစ်ချင်ဖြစ်မှာပေါ့အေးအဲ့ဒါပါပဲဆရာတို့ရဲ့လို့ပြောပြတယ်ကျွန်ုပ်နဲ့တပည့်ကျော်ဘိုက်ကလေးတို့လည်းချက်ချင်းထားလိုက်လာခဲ့ကြတယ်ရေရင်းပြက်အနီးဝယ်ရွာသားများဝိုင်းအောင်စုဝေးနေကြကြပြီးမြန်ရစာဥတုပီလာပြီးဟဲ့ရေရင်းအနာတို့အလွန်တရာတတိကောင်းသူများသာကဲရဲကြရကကျွန်ုပ်ကရေရင်းနှခမ်းပေါင်ကိုကိုင်းကအောက်တုံငုံကြည့်ရလျင်မုံတိမုံဝအလင်းရောင်အောက်တွင်လူသုံးဦးလဲကျနေသည်ကိုရေးရေးမြင်ရ၏မြင်ရတဲ့ပြိုးဟိုးမှာမြင်ရမှာပေါ့အဲ့ထဲပဲကျနေတဲ့ဟာကိုဒီရေရင်းပြတ်ထဲမှာနနာဘွားမကောင်းဆိုးဝါးတွေကတ်နေတယ်ကွခုဟာကအဆောင်တွေလူချင်းလဲတာတဆေကြီးရှိတဲ့တွင်းထဲမှာဟုတ်ပအလောင်းတွေပြန်ဆဲမတင်မဲမြေဖို့ပြစ်တာအကောင်းဆုံးပဲလို့ရွာထဲကလူတွေကပြောတယ်ဟာမဟုတ်တာဗျာတာသမီချင်းကိုချင်းစာမှာပေါ့ဗျလူပါဆုံးရတဲ့ကြားတဲ့အလောင်းမှပြန်မဆဲဘူးဆိုတော့သူမိဘရင်ထဲဝင်ခန်းစားကြည့်စမ်းမှာဆရာတို့မယုံရင်စင်းလေတဆေကြီးကဆရာတို့ကိုဂုံချိုးတက်ပြစ်မှာအချိန်မြင့်မရှိတဲ့စကားတွေကျွန်တော်မယုံဘူးဗျကျွန်တော်တို့ကတော့ဖြစ်တဲ့နည်းနဲ့ပြန်ဆဲခြင်းနဲ့ဆရာတို့ဟုတ်ပါတယ်တို့ဖြစ်ကျွန်ုပ်တို့ဒီဒေါ်မြလေးနဲ့ရှေးရိုးဆွဲအယူဝါဒသမားများကိုစန့်ကျင်ကရေရင်းပြတ်ထဲကဝိညာဉ်မဲ့ခန္ဓာကိုယ်များကိုခက်ခက်ခဲခဲပြန်လဲဆွဲတင်ခဲ့ရကြသည်မိဘများကပနာမြေလူသည်တို့ဖြင့်ရေရင်းပြတ်ထဲတွင်တဆေရှိသည်ဟုသတင်းကြီးကရေရင်းပြတ်ကိုမြေဖို့ပစ်လိုက်ကြလေတော့သည်အခန်းနှင့်ကျွန်ုပ်နှင့်မှတ်သားပွဲရာအသက်ကယ်နီတစ်ခုအထက်ပါဖြစ်ပြခဲ့ပြီး9နှစ်ကြာသောအခါတနေ့တနိုင်ကျွန်ုပ်တို့ပီနှင့်တပည့်ကျော်ပိုက်ကလေးတို့သည်အိမ်ရှိကုပြစ်တွင်ထိုင်ရင်ဆက်သားကြောက်တကိုက်အဖိုင်တကြိုက်ဖြင့်စီးစိမ်ကြီးနေခိုင်ကျွန်ုပ်၏နာမည်ကိုတကြောခေါ်ကရွာရိုးတလျှောက်ပြေးလာသူမှာအလိုမြည်သူပါလေဆရာတို့ရှုလော့ရွာတောင်ပိုင်းကလိပ်ပုမဟုတ်လောဟေ့လိပ်ပုဘာဖြစ်လာလို့လဲကွာဘိုက်ကလေးကရေတစ်ခွက်ခတ်ယူလာပေးသည်ရွာတောင်ပိုင်းကရေရင်းပြက်ဆင်းဆဲဖို့စိတ်မြဆင်းသွားတာလမ်းတော်မှာရင်ပြုတ်ကျသွားလို့ဆရာတို့ဟာဟုတ်လားလာဟေ့ဘိုက်ကလေးငါတို့သွားစို့အဲ့ဒါဘယ်သူမှလည်းဆက်မစင်းရဲဘူးဖြစ်နေတယ်ဗျဘလောက်ကြာပြီလဲလိပ်ပုအခုပဲကျွန်ုပ်လည်းရွာလန်းတလျှောက်လာရင်လမ်းတွင်တတိယကဆရာလေးကိုကြည်နိုင်ကိုဝင်ခေါ်၏ရွာတောင်ပိုင်းကရေရင်းပြတ်ထဲစိတ်မြဆင်းစေတာတွင်းတော်မှာရင်ပြုတ်ကျသွားလို့တဲ့ဆရာလေးဟာဒါဆိုမြန်လိုက်မှပြုတ်ကျွန်ုပ်တို့ရောက်တော့ရေရင်းနှစ်ပေဝယ်လူအများဝိုင်းအောင်နေကြချပြီဟာဆရာတွန်းနဲ့ကျောင်းဆရာကိုကြည်နိုင်လားဗဟိရေရင်းပြတ်တဲ့ငုံကြီးရမှောင်နေသဖြင့်ဘာမှမမြင်ရချေထီးတစ်ချောင်းမြန်ရှာပါပြုတ်ကျောင်းဆရာလေးကိုကြည်နိုင်ကထီးရှာခိုင်းရလူများမှာကိုကြည်နိုင်ကိုနားမလဲသလိုကြည့်ကြသည်ဟာလူတယောက်လုံးရေရွေးနဲ့ကြာနေပါတယ်ဆိုမှဒီလူကလည်းနေဘူးမခံနိုင်လို့ထီးရှာခိုင်းနေပြန်ပါပြီဟုတ်ပါကျွန်ုပ်လည်းနေဘူးမခံနိုင်တော့ကိုကြည်နိုင်ကိုအမြင်ကတ်သွား၏တို့တစေကိုကြည်နိုင်ကအသေးပဲမဲ့လှုံ့ဆော်တတ်တော်သူမဟုတ်ဘူးတိရကဆေးဆရာကြီးဥရရချမ်းထံမှထီးကိုခဏတောင်းယူလိုက်၏ရေပုံးမှကျိုးကိုဖြီကထီးကောက်တွင်ချီ၏ထို့နောက်ရေပုံးတရံလောက်ကရေရင်းနဲ့ချ၏ဟာကျောင်းဆရာလေးရင်ငင်မလို့လားဗျရင်ငင်ရေပုံးနဲ့မှရမှာပေါ့ဗျကျိုးကိုလည်းနဲ့ဆွဲပြီးစိတ်မြပြန်တက်လာနိုင်မယ်လို့ထင်လို့လားကျောင်းဆရာလေးစိတ်မြကသေနေလောက်ပြီးဗျကျမတို့လည်းနားမလဲတော့ဘူးတယောက်တစ်ပေါက်ဆူညံစွာပြောနေကြရာကိုကြည်နိုင်ကထီးကိုတွင်းချေထီချပြီးပြန်ဆွဲတင်ကအပေါ်သို့ရောက်သည်နှင့်ရေသွန်တကဲ့သို့သွန်၏မျက်စိအမြင်ဖြင့်ကဘာမှမတွေ့ရချေကိုကြည်နိုင်ကရင်းတို့ဆွဲတင်လိုက်ပြန်ချလိုက်ကိုအကျိန်20လောက်လှုပ်ပစ်၏မိရိတ်တဲ့အိမ်ရှာပေးပါပြုတ်လူတွေကဆရာလေးကိုကြည်နိုင်လောက်ရက်ကိုနားမလဲကြီး
ကျွန်ုပ်နဲ့ဘိုက်ကလေးကအထွတ်မတက်ချီမိရင်တလုံးရှာ၏ကိုကြည်နိုင်ကမီးညီကကြိုးချီ၍ရေရင်းနဲ့ချ၏တွေးကြည့်ရောက်သည့်အထိမီးမသေးသေးချီရွာသားများကကျောင်းဆရာလေးကိုကြည်နိုင်လိုရက်ကိုနားမလဲတော့လဲအတိပ္ပယ်မဲတော့မဟုတ်တဲ့ရာဟုထင်မြင်လာရကစောစောကလောက်ပွက်လုံးမရိုက်တော့ချီကျောင်းဆရာလေးကိုကြည်နိုင်ကကျုံတိုင်းရွာ၏ခေပညာတတ်တဦးမဟုတ်ပါလား။ကိုင်ရပြီးရေရွေးနဲ့တယောက်ဆင်းမပြုတ်လို့ဆရာလေးကပြောတယ်။ဟာစိတ်များတော့ပြန်မတက်လာသေးဘူးမစင်းရပါဘူးဗျာမအားသေးဘူးဗျာလို့ရွာသားတွေကပြောတယ်။ခုတ်ပဟိုး9နှစ်လောက်ကရွာမြောက်ပိုင်းရေရွေးဆယ်တုံးမှာဖိုးဆယ်တို့ညီကို3ယောက်တယောက်ပြီးတယောက်သေးကုန်တယ်လို့ဖြစ်ရင်ဘဲနဲ့လုံးမလဲ။ဟုတ်ပါတော့အဲ့ဒီမြောက်ပိုင်းရေရွေးပြက်ကြီးတွေကတဆီရှိခဲ့တာရှင့်မြေဖို့ပစ်လိုက်လို့တဆီတွေကဒီရေရွေးပြက်ထဲပြောင်းလာတာနေမှာဟာမဟုတ်တာတွေမပြောကြစမ်းပါနဲ့။ကိုင်းဘယ်သူမှမစင်းလဲတယောက်မှမစင်းကျွန်ုပ်ကိုယ်တိုင်စင်းမယ်လို့ကျောင်းဆရာလေးကပြောတယ်။ဟာဆရာလေးတော့မစင်းပါနဲ့ကျွန်တော်စင်းပါမယ်လို့ပြောပြီးဘိုက်ကလေးကရဲဝင်းစာနဲ့ဆင်းချသွားတယ်။လူများမှရင်တထိတ်ထိတ်ကျွန်ုပ်မှတပည့်ကြီးအတွက်ပူပန်ရကကိုကြည်နိုင်မျက်နှာကိုသာရင်တထိတ်ထိတ်ကြည့်နေရ၏ကိုကြည်နိုင်ကကျွန်ုပ်ကိုပြုံးပြရှာသည်ဆရာလေးစိတ်မပူပါနဲ့တွင်းကြီးမှာတစေမရှိတော့ပါဘူးဗျ။ကိုကြည်နိုင်ညွှန်ကြားချက်ဖြင့်ပစိုးတကွင်းကိုကျိုးချီချပေးလိုက်ရ၏ခဏအကြာကျိုးကိုဆွဲတင်သောပစိုးကွင်းအတွင်းတွင်စိတ်မြပျော့ခွေစွာပါလာ၏စိတ်မြကအသက်ရှူနေစေတတိပြန်ရလာအောင်ပြုစုကြရ၏ဘိုက်ကလေးလည်းပြန်တက်လာ၏တော်ပါသေးရဲ့အသက်ရှူနေသေးလို့လူများကဆရာလေးကိုကြည်နိုင်ကိုအထင်ကြီးသောမျက်လုံးများဖြင့်ကြည့်ကြကြပြီတကားလောက်ပါအောင်ဗျကိုကြည်နိုင်လှုပ်ဆောင်ချက်တွေကိုရှင်းပြပါအောင်လို့တကြီးပါစီကပြောလိုက်တယ်။အော်ဒီလိုပါပါစီရဲ့ရေရင်းပြက်တွေမှာကရေတွေကအသုံးမပြုတာကြာနေတာရဲ့တရွက်ပုတ်အဆွေးမျိုးတွေရဲ့ရှိနေတော့အဲ့အရာတွေကမကောင်းတဲ့အငွေတွေထွက်ပြီးစုနေတာအင်္ဂလိပ်လိုတော့မီသိန်းအီသိန်းအငွေတွေလို့ခေါ်တာပေါ့မကောင်းတဲ့လေသိုးလေညံ့တွေပေါ့ဗျာအဲ့ဒီငွေတွေကိုရှူမိရင်အစိတ်တင်ပြီးသတိလစ်သွားနိုင်တယ်အချိန်မီမကယ်နိုင်ရင်နိုင်ဝက်အတွင်းသေဆုံးသွားနိုင်တယ်ဒါကြောင့်မို့လို့ရေရင်းနဲ့ဆင်းမယ်ဆိုရင်ပထမဆုံးမီးရင်ဖြစ်ဖြစ်ဖျောင်းနိုင်ဖြစ်ဖြစ်မီးထိုးမိချကြည့်ရမယ်မီးငိမ့်သွားရင်အဲ့ဒီအငွေတွေရှိနေလို့ပဲရှိရင်အဲ့ဒီအငွေတွေကိုကျွန်တော်စောစောကလုပ်တယ်လို့ထီကောက်မှကြိုးချပြီးရေခတ်တယ်လို့လေသိုးလေညံတွေကိုခါ20လောက်ခတ်ထုတ်ပြရမယ်ပြီးမှမီးထိုးမိပြန်ချကြည့်ရမယ်မငိမ့်တော့ရင်လူစင်းလို့ရပါပြီအန္တရာယ်မရှိတော့ပါဘူးခေပညာတတ်ကျောင်းဆရာလေးကိုကြည်နိုင်ကကြကြလက်ကြရှင်းပြလိုက်တော့အခါစောစောကတယောက်တစ်ပေါက်ဖြင့်ရှေးရိုးဆွဲဝါဒလိုက်ကနနာဘဝမကောင်းဆိုးရွာဆုံးတစေကြဟုရုံးမဲ့ဖွဲ့ပြောနေကြတော့ဒေါ်များလေးတို့အုပ်စုကအရှိုးကြက်ပြောက်ငှက်ပြောက်ပျောက်ကွယ်သွားကြပြီဖြစ်ပါချိတ်ထူးဆန်းပါပဲဆရာလေးကိုကြည်နိုင်